ဒီလိုနဲ့သူတို့နှစ်ယောက်ဟာငငယ်တုန်းကပြီးခဲ့တဲ့လက်ပတ်ကိုအချင်းချင်းထုတ်ပြရင်တယောက်နဲ့တယောက်မမိသွားကြတယ်။အဲ့ဒီနောက်ဥက္ကဋ္ဌဖြစ်သူကငါတို့ဝေးကွာနေတာ14နှစ်တောင်ကြာခဲ့ပြီပဲ။ငါငငယ်တုန်းကဂတိပေးထားတဲ့အတိုင်းနင့်ကိုလိုက်ရှာတည်တာ။ငါတို့နေခဲ့တဲ့မိဘမဲ့ဂေဟာကြီးလဲပိတ်သွားပြီဆိုတော့နင့်အစအနရှာမရပဲဖြစ်သွားတယ်။အဲ့ဒီချိန်မှာကောင်မလေးဟာဝန္တာလုံးဆိုပြီးမှဝန္တာမျက်ရည်များကျဆင်းလာပါတယ်။ရက်မှာမွေးစားညီမဖြစ်သူဟာမိဘများရဲ့အတူနိုင်ငံခြားသို့အပျော်ခီးထွက်ရင်းနဲ့အိမ်ပြန်ရောက်ရှိလာပါတယ်။နိုင်ငံခြားမှာမောင်နှမများအားလုံးအတွက်လက်ဆောင်ပစ္စည်းများစွာယူလာပြီးမြဲကျန်းရဲအတွက်တော့လက်ဆောင်ပစ္စည်းတစ်ခုမှမယူလာခဲ့ဘူး။အမကြီးဖြစ်သူဟာကျန်းရဲအတွက်လည်းလက်ဆောင်ပစ္စည်းတစ်ခုလောက်တော့ယူလာတဲ့နယ်လို့ပြောတဲ့အခါမှာမိခင်ဖြစ်သူကအဲ့ဒီဂျေဇုကန်းတဲ့ကောင်မကဘာလက်ဆောင်လိုချင်ရတာလဲ။အားတို့ချမ်းမိသားစုရဲ့မျက်နှာကြောင့်မဟုတ်ရင်အဲ့ကောင်မဘာအစင်မှမရှိတာဆိုပြီးပြန်လဲပြောဆိုခဲ့ပါတယ်အဲ့အချိန်မှာအကိုကြီးဖြစ်တဲ့သူကအမေညီမလေးကအမှုဆောင်ဒရိုက်တာချုပ်ဖြစ်နေပြီသူ့ရသူ့ရဲ့ရှင်ရင်ငါတို့လုပ်ငန်းကတေးသေးလေးပဲစံချင်းကုမ္ပဏီကနေတောင်မှသူ့ကိုလောက်ကင်ဖို့တန်း300ရဲ့ကန်လန်းတာတောင်သူမလုပ်ခဲ့ဘူးအဲ့အချိန်မှာမိခင်ဖြစ်သူကဒါဘလို့ဖြစ်နိုင်မှာလဲငါတို့နိုင်ငံခြားသွားတာတော့တလပဲကြာသေးတယ်ဒီလောက်အချိန်တိုလေးတွင်းမှာသူကအမှုဆောင်ဒရိုက်တာချုပ်ဖြစ်သွားပြီဆိုတော့မဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးအဲ့အချိန်မှာမွေးစားသမီးဖြစ်သူကဖေနဲ့အမေဒါလုံးဝမဖြစ်သင့်ဘူးတခုခုလုံးအောင်အဖေရဲ့အမေအဲ့လိုပြောတဲ့ချိန်မှာဖခင်ဖြစ်သူကမင်းမသူ့အတူအဆင်ပြေသွားတော့လဲပျော်ရမှာလေထားလိုက်ဆိုပြီးပြန်ပြောခဲ့တယ်ဒါပေမဲ့လည်းမွေးစားသမီးဖြစ်သူကငါတို့ကုမ္ပဏီရဲ့ share တွေစီးပွားရေးတွေကြားခိုင်းစေချင်လို့အမကအဲ့ပြိုင်ဖက်ကုမ္ပဏီမှာတွားလုပ်တာဟုတ်တယ်တို့မကြည်နဲ့လို့သူအဲ့လိုလက်စားချေတာဟုတ်တယ်ပြောဆိုတဲ့အခါမှာမိခင်ဖြစ်သူကလည်းမွေးစားသမီးပြောတာမှန်ကန်ကြောင်းထောက်ခံခဲ့တယ်အမကြီးနဲ့အကိုကြီးဖြစ်သူကတော့မွေးစားညီမရဲ့ဆွဆွဲချက်တွေကိုစိတ်ပြက်လက်ပြက်နေတာနားထောင်ခဲ့တယ်တရက်မှာသူမအလောက်ကနေပြန်လာတဲ့အခါမွေးစားညီမဖြစ်သူဟာသူမကိုတပ်ဖြတ်ဖို့လူမိုက်များငားရမ်းခဲ့တယ်တိုက်ဆိုင်စွာရဲ့ပဲညနှက်နေပြီဟုတ်လို့ဥက္ကဋ္ဌဖြစ်သူဟာသူမကိုလိုက်ပို့ဖို့စီစဉ်ထားခဲ့တယ်ဒီလိုနဲ့လူမိုက်များဟာသူမရဲ့ဥက္ကဋ္ဌကိုတပ်ဖြတ်ဖို့ရောက်လာခဲ့တယ်သူတို့မတိလိုက်တာတခုကဥက္ကဋ္ဌဖြစ်သူဟာမိဘမဲ့ဂေဟာထွက်လာပြီးမှတိုင်းပေါင်းစုံတင်ယူထားကခပတ်အနက်ရရှိထားတာဖြစ်တယ်သူမကိုအနောက်တို့ခဏဆုတ်ခိုင်းပြီးလူမိုက်3ယောက်လုံးကို10မိနစ်အတွင်းအမောက်တိတ်ပြလိုက်တယ်အဲ့ဒီနောက်ဥက္ကဋ္ဌဖြစ်သူဟာသူမရဲ့ဂရုစိုက်မှုကိုလိုချင်လို့ကောင်းမှုဟန်ဆောင်ကသူမရဲ့အိမ်တို့လိုက်သွားခဲ့တယ်ဒီမြင်ကွင်းကိုအဝေးကချောင်းကြည့်နေတဲ့မွေးစားသမီးရင်ထဲမှာတော့ဒေါ်ဒါစိတ်အပြည့်နဲ့ပြည့်နှက်နေခဲ့တယ်ဥက္ကဋ္ဌဖြစ်သူဟာသူမကိုတပ်ဖြတ်ခိုင်းတဲ့လူကိုစုံစမ်းခိုင်းတဲ့အခါမှာတော့ချက်ချင်းမွေးစားညီမတပ်ဖြတ်ခိုင်းတာကိုသိရှိသွားတယ်သူမကလည်းအဲ့ဒီစိတ်နဲ့စိတ်တူကမူးလဲပြီးဆေးရုံရောက်သွားတယ်မွေးစားသမီးနဲ့မိဘများဟာနိုင်ငံခြားကဗိုင်းရပ်ပိုးကူးတာကြောင့်ဈေးရုံတက်နေကြတယ်။အရေးပေါ်အခြေအနေဟုတ်လို့သူမကိုခေါ်ဆိုဖို့အမကြီးနဲ့အကူငယ်ဖြစ်သူဟာကုမ္ပဏီတို့လာရောက်ခဲ့တယ်။အကူငယ်ဖြစ်သူကသူမကိုတွေ့တာနဲ့ဝမ်းတာအားရစွာဆွဲလိုက်တဲ့ချိန်ကုမ္ပဏီအတွက်အထူးစီစဉ်ထားတဲ့ဆေးတွေဟာမောက်ကုန်တယ်။ဒီလိုနဲ့သူမဟာအကူငယ်နဲ့အမကြီးအားကုမ္ပဏီကနေမောင်းထုတ်ခဲ့တယ်။အမကြီးဟာတောင်းပန်ပြီးပြောခဲ့တော့လဲညီမဖြစ်သူဟာတချိန်လုံးကသူ့ကိုအခန်းထဲမှာပိတ်လောင်ပြီးအစာအငတ်ခံထားတဲ့ချိန်တောင်းပန်ပြီးအော်ပြောခဲ့တာအမကြီးကြားတယ်။ဒါပေမဲ့ဘာကြောင့်ကြော်ရွားခဲ့တာလဲ။ပတ်စံမခိုးဘဲနဲ့ခိုးတယ်လို့မိသားစုတွေဝိုင်းပြီးဆွဆွဲတဲ့ချိန်ပတ်စံမခိုးတာအကူငယ်တိတယ်။ဒါပေမဲ့အကူငယ်ဘာကြောင့်မတိဟန်ဆောင်ခဲ့တာလဲဆိုပြီးစိတ်နာစွာနဲ့မောင်းထုတ်လိုက်တယ်။ဒီလိုနဲ့ဆေးရုံကိုပြန်ရောက်လာခဲ့တယ်။ဖခင်ဖြစ်သူဟာသူတို့တတိလစ်နေတုံးဆေးရုံကိုကျန်းရွက်လာသေးလားဆိုပြီးမင်းမြန်းခဲ့တယ်။အမကြီးဖြစ်သူကကျန်းရွက်ဒီတော့အလုပ်များလို့မလာနိုင်သေးဘူးလို့ပြန်ပြောခဲ့တယ်။ဖခင်ဖြစ်သူကလည်းအခါတိုင်းဆိုဒီကလေးမအမြဲတမ်းစာပို့လို့တော့အနောက်ရှက်ဖြစ်တယ်ဆိုပြီးဘလော့ထားတာငါအဲ့လောက်အသေးတန်ဖြစ်တဲ့ချိန်မလောက်ဆိုတော့ဒီတယောက်ဘာအချိုးချိုးတာလဲဆိုပြီးစိတ်တူခဲ့တယ်မိခင်ဖြစ်သူကတော့ဘာအရေးချင်းလည်းမရှိကုမ္ပဏီမှာဘာမှတုံးစားလို့မရတဲ့ဒီကောင်မကမအောင်ဆိုတာဖြစ်နိုင်ရဲ့လားလို့ပြောကြခဲ့တယ်အဲ့ဒီချိန်မှာအမကြီးဖြစ်သူကအရင်ကတည်းကငါတို့တွေအားလုံးသူ့ကိုဝိုင်းမိပစ်ထားတာဒီချိန်သူမလာတာလဲဖြစ်တင်ပါတယ်လို့ပြန်လဲဖြေကြားခဲ့တယ်ဖခင်ဖြစ်သူကသူအရင်ကဆိုအရန်စိတ်ပူတတ်တာအခုငါတို့ဆေးရုံတက်နေတာတိရောတိရက်လားမတိဘူးလို့ပြောတဲ့အခါအကုန်ငယ်ဖြစ်သူက
ဆက်တွေ့ပြီးပြီဒါပေမဲ့တီတီရှင်ရှင်ဒီမိသားစုရဲ့သူရဲ့မဆိုင်တော့ဘူးလို့ပြန်ပြောခဲ့တယ်လို့ပြောတဲ့အခါမှာတော့မိခင်ဖြစ်သူဟာမွေးချင်းဒီကောင်မကိုတခါတည်းလေပေးညစ်တက်ခဲ့တဲ့မာတယ်ဆိုပြီးအလွန်စိတ်တူခဲ့တယ်အဲ့ဒီနောက်ဒီကောင်မမှာဘာအရေးချင်းမှမရှိဘူးဥက္ကဋ္ဌကိုကပ်ဖာရပ်ဖာလုံနေတာလို့ပြောတဲ့အခါမှာအမကြီးဖြစ်သူဟာအမေဥက္ကဋ္ဌကသူ့ကိုပဲအားကိုးနေတာသူကလုပ်ငန်းအတွက်မရှိမဖြစ်အရေးပါတဲ့လူဟုတ်တယ်တကယ်လို့သူ့ကိုထိရင်ဥက္ကဋ္ဌကငါတို့ရဲ့ share လုပ်ငန်းတွေကိုတော့ဖျက်တောက်ပစ်မယ်ပြောတယ်ဒီလိုနဲ့ဥက္ကဋ္ဌဖြစ်သူကကျန်းရွက်ကိုကြိုက်နေကြောင်းသိရှိလိုက်တဲ့အခါမှာတော့ဖခင်ဖြစ်သူကကျန်းရွက်ကိုဒါပြန်လာအောင်လုပ်ပြီးသူ့အတွက်ညစာစားပွဲကောင်းကောင်းလေးကျင်းပပြီးမှငါတို့သမီးဆိုတာတနိုင်ငံလုံးတိအောင်ကြီးညာပစ်မယ်လို့ပြောကြားခဲ့တယ်အဲ့ဒီချိန်မှာအမကြီးဖြစ်သူကဝမ်တာအားရစာနဲ့ညီမငယ်ကိုတွားရောက်ပြောကြားခဲ့တယ်ညီမငယ်ဖြစ်သူကဂလဲ့စားချေရန်လာရောက်ဖို့သဘောတူခဲ့တယ်အဲ့ဒီနောက်ဖခင်ဖြစ်သူဟာသူ့အတိလုပ်ငန်းရှင်အားလုံးကိုဖိတ်ခေါ်ပြီးမီဒီယာများရဲ့အတူကျန်းရွက်ဟာသူ့သမီးဖြစ်ကြောင်းကိုမိတ်ဆက်ရန်ပွဲကြီးတစ်ခုစီစဉ်ခဲ့တယ်အဲ့ဒီနောက်သူမဟာဥက္ကဋ္ဌနဲ့အတူလက်ချင်းတွဲကညစာစားပွဲတို့ရောက်ရှိလာခဲ့တယ်ဒါကိုမြင်တွေ့လိုက်ရတဲ့မွေးစားသမီးလေးကတော့မနာလိုအစိတ်ပြေးနဲ့တခုခုပြုလုပ်ရန်ကြံစီခဲ့တယ်အခင်ဖြစ်သူဟာအခုလိုကြွားရောက်တဲ့အတွက်ဝမ်းသာဂုဏ်ယူမိကြောင်းပြောကြားတော့အခါဥက္ကဋ္ဌကမင်းဝစ်လေပြီးတချို့လူတွေကိုမင်းစိတ်တိုင်းကြပြန်လဲအနိုင်ကျင့်လို့မရတော့ဘူးလို့ပြောကြားခဲ့တယ်သူမကလည်းမင်းရဲ့မွေးစားသမီးကိုတေချာထိန်နောက်တစ်ခါမကောင်းကြရင်အကောင်းပကတိအတိုင်းမရှိစေရဘူးလို့ပြန်လဲပြောကြားခဲ့တယ်အဲ့ဒီချိန်ဖခင်ဖြစ်သူကစိတ်တူပြီးမဲ့လေသူ့ရဲ့လုပ်ငန်းပျက်စီးမှကြောက်လို့ရင်ထက်ကျိတ်မိတ်ခံစားပြီးနေခဲ့တယ်ဒီလိုနဲ့အမကြီးကသူတို့နှစ်ယောက်ကိုအခမ်းအနားထဲတွားဖို့ခေါ်နေတဲ့အချိန်စပွဲထိုးအမျိုးသမီးရောက်လာပြီးသူမရဲ့ဝတ်စုံအပေါ်တို့ဝိုင်းနေမောက်ချခဲ့တယ်ဒီလိုနဲ့သူမဟာအဝတ်စားလဲရန်အပေါ်ထပ်တို့တက်သွားခဲ့တယ်ဝေးစားသမီးဟာသူ့အကွက်ထဲရောက်လာပြီဆိုပြီးကြိတ်ပျော်နေပါတယ်သူမအဝတ်စားလဲပြီးဆင်းလာချိန်မွေးစားညီမဖြစ်သူဟာရုတ်တရက်ရောက်လာပြီးနင်းကမွေးကလေးကမိဘမဲ့ကေဟာမှာစွန့်မြစ်ခံထားရတဲ့ကောင်မနင်းကတကယ်ကံမကောင်းတဲ့သူပဲငါကမင်းထက်ကအများကြီးကောင်းတယ်မွေးကလေးကဆေးရုံမှာစွန့်ပစ်ခံရထားပြီမဲ့လေဒီချမ်းမိသားစုကအဖေအမေညီကောင်မောင်နှမအားလုံးကငါ့ကိုချစ်ကြတယ်ငါနေရာမှာအသင်းလိုက်လူမယ်ဆိုရင်ကြည်ထားဆိုပြီးလေကားပေါ်ကအတုံးခံရဟန်ဆောင်ကကိုလိတ်ချလိုက်ပါတော့တယ်ပွဲလာတတ်တဲ့လူတွေကလည်းအော်တကြီးနဲ့ကြည်ကုန်ကြတယ်ဒီလိုနဲ့အကူငယ်နဲ့အကူကြီးဖြစ်သူဟာသူမကိုပြေးလာပြီးလာရောက်ထူမပေးခဲ့တယ်သူမလည်းထုံးစံအတိုင်းငိုယိုပြီးအမဖြစ်သူကသူ့ကိုအပြစ်မရှိပဲတွန်းချတယ်လို့ပြန်ပြီးဟန်ဆောင်ခဲ့ပါတယ်ဒါပေမဲ့အကူကြီးဖြစ်သူကတော့သူမအကြောင်းကိုသိပြီးသားမို့မယုံကြည်ခဲ့ပါဘူးဒီလိုနဲ့မိခင်ဖြစ်သူဟာစိတ်ပူပြီးပြေးလာခဲ့ပါတယ်အဲ့ဒီနောက်မိခင်ဖြစ်သူကစဉ္ညာကမွေးစားခံရထားတဲ့ဆိုပေမဲ့နင့်ညီမပဲလေဘာကြောင့်နင်အဲ့လိုလုပ်တာလဲလို့ပြောကြားခဲ့တယ်နောက်ပြီးကျန်းရဲ့မင်းတိတ်မမောက်မာနဲ့နင်မောက်မာမင်းကအကြောင်းကောင်းကောင်းသိစေရမယ်လို့ပြောကြားခဲ့တယ်မွေးစားညီမဖြစ်သူကလည်းမိဘတွေတနာလာအောင်ဟန်ဆောင်ငိုယိုကကျမအမားပါဆိုပြီးပြောကြားခဲ့တယ်ဒီလိုလိန်ညာနေတာကိုတီးမခံနိုင်တော့သူမဟာမွေးစားညီမဖြစ်သူကိုပါးရိုက်ပြီးပြန်လဲလက်စားချေယူခဲ့တယ်အဲ့ဒီနောက်သူမဟာမွေးစားညီမဖြစ်သူကိုမင်းအဆင့်တန်းနဲ့ငါအဆင့်တန်းရဲ့အများကြီးကွာတယ်ငါပါးရိုက်တာဖြစ်ဖြစ်တွန်းချတာဖြစ်ဖြစ်မင်းကကိုဘာမှလုပ်ပိုင်ခွင့်မရှိဘူးဆိုပြီးပြောဆိုခဲ့တယ်အဲ့ဒီချိန်မိခင်ဖြစ်သူကကျန်းရွက်မင်းယူနေပြီလားလို့ပြောတဲ့ချိန်ဖခင်ဖြစ်သူကသူမအားပါရိုက်ပြီးဥက္ကဋ္ဌရှိတာကြောင့်ပါဇက်ပိတ်ပြီးနေခိုင်းခဲ့တယ်မိခင်ဖြစ်သူကစိတ်တူပြီးမင်းတို့မောင်နှမတွေအားလုံးယူနေကြပြီးဘာမှမမျော်လင့်နဲ့သူကငါတို့အဆက်ခွဲဖို့ရောက်လာတာပြောတဲ့အချိန်မှာတော့သူမကဟုတ်တယ်ငါဒီနေ့လာရတဲ့အကြောင်းရင်းကအိမ်ထောင်စုပြောင်းရွှေ့ဖို့လာတာပဲဖြစ်တယ်ဒီအိမ်မှာငါအကျယ်ချုပ်လဲကြပြီးနောက်ပြီးငါတုံးဆွဲထားတာထပ်ပို့ပြီးလဲအားလုံးငါယော်ပေးပြီးအဲ့လိုပြောတဲ့ချိန်ပွဲတက်လာတဲ့လူတွေကဟာဒါကတော့အရန်လွန်တာဗောကျမ်းမိသားစုကအဲ့လိုလားဆိုဝိုင်းပြီးပြောခဲ့ကြတယ်အဲ့ဒီချိန်မိခင်ဖြစ်သူကငါပြောသားပဲဒီမကောင်းဆိုးဝါးမကငါတို့မိသားစုပေါ်ကျေးဇူးကမ်းတော့မယ်ဆိုတာဒီမှာကျန်းရွက်နင်းအဲ့လောက်ကျေးဇူးကမ်းတာမင်းကန်ကြီးထိုက်မှမကြောက်ဘူးလားလို့ပြောကြားခဲ့တယ်အဲ့ဒီချိန်သူမက
ငါကဘာကြောင့်ကြောက်ရမှာလဲမွေးမွေးချင်းကုတ်ကလေးကိုလမ်းဘေးမှာစွန့်ပစ်တဲ့နင်းအောင်မကြောက်တာငါကဘာကြောင့်ကြောက်ရမှာလဲလို့ပြောကြားခဲ့တယ်အဲ့ဒီချိန်မိခင်ဖြစ်သူကနင်မဟုတ်တာတွေမပြောနဲ့ကိုကံမကောင်းလို့လူကုန်ကူးသမားတွေခိုးရတာကိုငါ့ကိုလာအပြစ်မတင်နဲ့လို့ပြောကြားခဲ့တဲ့အခါမှာတော့သူမကနင်အခုထိအကောင်းမမြင်နိုင်သေးဘူးပဲဟုပြောကပရိသတ်များအားလုံးကိုခေါ်သွားပြီးလွန်ခဲ့တော့18နှစ်က CCTV မှတ်တမ်းကိုပြသခဲ့တယ် CCTV မှတ်တမ်းထဲမှာတော့မွေးကင်းစကလေးငယ်အားရရက်ဆက်ဆက်လာရောက်ဆွန့်ပစ်သွားတဲ့သူဟာသူ့ရဲ့မိခင်ကိုယ်တိုင်ပဲဖြစ်နေတယ်ကြံရှိနေတဲ့ဇက်သိန်းပိုင်းနဲ့တရုတ်ဇက်လန်ကောင်းလေးတွေကိုတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့အကောင့်ကို like နဲ့ follow လေးလုပ်ပေးခဲ့ကြပါကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ပြီးဇက်လန်ကောင်းလေးတွေလက်မလွတ်သွားရအောင်ဘေးနားလေးကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်